နောက်ရည်တဲ့တင်မောချင်းဌာနချုပ် General Building ရှိဌာနချုပ်ပြခန်းအတွင်းတဲ့လေကြီးရှုလေ့လာကြရာတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြပါတယ်။အိမ်နောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့ဝင်များကို General Building ရှိအစည်းအဝေးခန်းမမှာတာဝန်ရှိသူများကရည်တဲ့တင်မောချင်းဌာနချုပ်ရဲ့လုပ်ငန်းဆိုင်ရာကိစ္စများကိုရှင်းလင်းတင်ပြရာဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလိုအပ်တာများကိုအသေးစိတ်ရှင်းလင်းမှာကြားပါတယ်။ဆက်လက်ပြီးဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အဖွဲ့ဝင်များဟာတန်လင်းတက်နယ်ရှိရေတပ်လေ့ကျင့်ရေးကျောင်းကိုတောင်းရောက်စစ်ဆေးရာ Department of Maritime Operations စီးပွားရေးခန်းမမှာတာဝန်ရှိသူတို့ကလေ့ကျင့်သင်ကြားရေးဆိုင်ရာများကိုရှင်းလင်းတင်ပြကြပြီးနောက် Maritime War Game Center နဲ့ Simulator Training Center အတွင်းလေ့ကျင့်သင်ကြားနေမှုတွေကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပါတယ်။အိမ်နာမှာတော့ရေတပ်လေ့ကျင့်ရေးကျောင်းအတွင်းရှိတပ်မတော်ရေဗဟိုစာကြည့်တိုင်းနဲ့စာသင်ဆောင်တို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများကိုပေါင်းစပ်ဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ဒီကနေ့မနက်9:00 နာရီခွဲအချိန်ကနေပြည်တော်ဟိုတယ်ဆောင်ရှိတင်ကားဟိုတယ်ဖန်ရှင်ဟောမှာပြည်အောင်စုရှိနေချုပ်ရုံးနဲ့ L&O Limited တို့ပူးပေါင်းကျင်းပပြုလုပ်တဲ့ကုတန်ရောင်းဝယ်ရေးနဲ့ယင်းနှိမ့်ညွတ်နယ်မှုဘာသာရဲ့ပို့ချမှုတတိယပိုင်းစီစဉ်ဖွင့်ပွဲခမ်းနားကိုကျင်းပပြုလုပ်ရာပြည်အောင်စုရှိနေချုပ်ဒေါက်တာထွန်းရှင်ကတက်ရောက်ဖွင့်မှာစကားပြောကြားပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာဗြိတိရှတန်ယုံမှဒုတိယအတွင်းဝင်မစ္စတာမက်သျူးဟတ်ချက်နဲ့ L&O Limited မှမစ္စတာစတီဗင်ချက်စ်တို့ကတင်နန်းဖွင့်လှစ်တင်ကြားရခြင်းကိုရှင်းလင်းပြောကြားပြီးဖွင့်ပွဲခမ်းနားအားရနာပြီးစုပေါင်းမှတ်တရဓာတ်ပုံများရိုက်ကူးကြပါတယ်။ဖွင့်ပွဲခမ်းနားကိုပြည်အောင်စုရှိနေချုပ်နဲ့အတူဒုတိယရှိနေချုပ်ဦးထွန်းထွန်းဦးပြည်အောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့ပြည်အောင်စုရှိနေချုပ်ရုံးတို့မှညွှန်ကြားမှုချုပ်များရုံးဖွဲ့မှုဒုတိယညွှန်ကြားမှုချုပ်များဖိတ်ကြားထားတဲ့ဥပဒေပညာရှင်များပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များနဲ့သက်ဆိုင်ရာပြည်အောင်စုဝန်ကြီးဌာနများမှတင်နန်းသားတင်နန်းသူများစုံညီစွာတက်ရောက်ကြပါတယ်။အစီအစဉ်များအတိုင်းဘာသာရေးဆိုင်ရာတင်နန်းကိုကျင်းပပြုလုပ်ခဲ့ပြီးအဲ့ဒီတင်နန်းကိုဧပြီလ1ရက်နေ့အထိဆက်လက်တင်နန်းပို့ချမှုများပြုလုပ်သွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ရှင်။2014ခုနှစ်လူဦးရေနဲ့အိမ်ကျောင်းရာတကောင်စင်းကောက်ယူမှုလုပ်ငန်းကိုရှမ်းပြည်နယ်တောင်ကြီးမြို့မှာအခုလ30မိနစ်ပိုင်းကစတင်ပြီးစင်းရင်ကောက်ဆရာမများကတအိမ်တက်စင်းကောက်ယူလျက်ရှိရာတစ်တော်ရက်ကွက်ကောက်ကွက်အမှတ်6အတွင်းရှိပြည်နယ်ဝင်ကြီးချုပ်ဦးဆန်းအောင်မြတ်နေထိုင်ရာအိမ်တော်လန်းကိုရောက်ရှိကောက်ယူရာပြည်နယ်လူဝင်မှုကြီးကြပ်ရေးနဲ့မြို့သားမှတ်ပုံတင်ဦးစီးဌာနပြည်နယ်မှုဦးထေးနိုင်ကတကောင်စင်းကောက်ယူရခြင်းအကြောင်းလူဦးရေနဲ့အိမ်ချောင်းရောင်များနဲ့ပတ်သက်ပြီးအချင်းချုပ်ပြောကြားကပြည်နယ်ဝန်ကြီးချုပ်နဲ့မိသားစုဝင်များဟာစည်ရင်းကောက်ဆရာမအမှတ်1ခြေရမြညာထက်တန်းကျောင်းမှာဆရာမဒေါက်ခင်ဆန်းဆန်းမြင့်ရဲ့တကောင်စင်းဆိုင်ရာမိကွန်း41ချက်မေးမြန်းမှုတွေကိုမှန်မှန်ကန်ကန်ဖြေဆိုသားကြောင်းသိရပါတယ်။ဆက်လက်ပြီးတီလုံးချွတ်တကောင်စင်းကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်ရက်ကွက်22ရက်ကွက်မှာတောင်ဝင်ကျစည်ရင်းစစ်စင်းကောက်ဆရာဆရာမများကအိမ်တိုင်ရန်ရောက်လိုက်လံကောက်ခံရရှိရာပြည်နယ်အစိုးရအတွင်းရေးမှူးပြည်နယ်တကောင်စင်းကော်မတီအတွင်းရေးမှူးခရိုင်တကောင်စင်းကော်မတီဥက္ကဋ္ဌမြို့နယ်တကောင်စင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းရေးမှူးရက်ကွက်ကြီးရွာတကောင်စင်းကော်မတီဥက္ကဋ္ဌနဲ့အတွင်းရေးမှူးအထောက်အကူပြုဖွဲ့တို့လိုက်ပါပြီးတောင်ကြီးဟိုတယ်ဝန်ထမ်းအိမ်ယာတို့မှာဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရပါတယ်။အဲ့ဒီလူဦးရေနဲ့အိမ်ချောင်းရာတကောင်စင်းကိုမန်လ30ရက်နေ့ကနေစတင်ပြီးဧပြီလ10ရက်နေ့အထိကောက်ယူသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ရှင်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာနနဲ့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒဝဲခရိုင်တို့ပူးပေါင်းဖွင့်လှစ်တဲ့ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းအခြေခံတင်ပြဆောင်2014တင်နန်းဖွင့်ပွဲခမ်းနားကိုဒီကနေ့မနက်ပိုင်းကတနင်္လာရီတိုင်းဒေသကြီးဒဝဲမြို့ Expert Human Resource Development Center မှာကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုကအဖွင့်အမှာစကားပြောကြားပါတယ်။အဲဒီနောက်ကူးသန်းရောင်းဝယ်ရေးနဲ့စားသုံးရေးဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်ဦးစိုးဝင်းနဲ့ကုန်သွယ်မှုမြင့်တင်ဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်ဦးမြင့်စိုးတို့ကပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားကကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒဝဲခရိုင်ဥက္ကဋ္ဌကအမှာစကားပြောကြားပါတယ်။အဲဒီတင်နန်းကိုတင်နန်းသားတင်နန်းသူ55ဦးတက်ရောက်ပြီးမတ်လ31ရက်နေ့မှာဧပြီလ4ရက်နေ့ထိ9ရက်ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်။အဲဒီတင်နန်းဖွင့်ပွဲခမ်းနားကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုတိုင်းဒေသကြီးဝန်ကြီးများကုန်သွယ်မှုမြင့်တင်ဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများတင်နန်းသားတင်နန်းသူ55ဦးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဒေါက်တာဆန်းမောင်ခန့်ဟာဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့ရှိဂရင်း1000ဆက်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးနဲ့နေ့လယ်ပိုင်းမှာဆေးတက္ကသိုလ်မန္တလေးမြန်မာနိုင်ငံဆရာဝန်အသင်းမန္တလေးတို့မှဒေသခံပြည်သူများကိုကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုနဲ့ဆေးပညာဆိုင်ရာသင်ကြားနေမှုတွေကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆွေးနွေးမှာကြပါတယ်။ပထမဦးစွာဒုတိယသမ္မတဒေါက်တာဆန်းမောင်ခန့်ဟာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဒေါ်သိန်းသိန်းထေတိုင်းဒေသကြီးဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများနှင့်အတူချမ်းရီသာဆန်းမြို့နယ်ရှိဂရင်း1000ဆန့်မန္တလေးထွေထွေရောဂါကုဆေးရုံကြီးတည်ဆောက်နေမှုလုပ်ငန်းခွင်ကိုရောက်ရှိရာဆေးရုံအုပ်ကြီးဒေါက်တာမောင်ဝင်းပါမောက္ခဌာနမှများအထူးကုဆရာဝန်ကြီးများကကြိုဆိုကြပါတယ်။အဲဒီနောက်မှာတော့ဒုတိယသမ္မတဟာမြေနီတက်ရှိကွန်ပျူတာနဲ့ပုံရိပ်ဖော်ယောဂရှာဖွေရေးစက်နဲ့တတိယတက်မှာအစာအိမ်နဲ့ဦးလန်းချောင်းမှန်ပြောင်းကြည့်ယောဂရှာဖွေရေးစက်တက်ဆင်ထားရှိမှုကိုးလောင်မှာတည်ဆောက်နေတဲ့စားတောက်ဆိုင်ငန်းတွေကိုကြီးစုစစ်ဆေးပြီးတာဝန်ရှိသူများကိုလိုအပ်တာများမှာကြားပါတယ်။အဲဒီနောက်ဒုတိယသမ္မတဟာအသေးအထူးကုဌာနကိုရောက်ရှိပြီးဖျားနာကုတီးတန့်ဆေးကုသဆောင်အမောင်းဆေးကုဌာနနဲ့အသေးအထူးကုဌာနများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်။ဆက်လက်ပြီးဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်ဟာဖျားနာကုသဆောင်နှင့်မှာတက်ရောက်ဆေးဝါးကုသမှုခံယူနေကြသူများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆေးရုံကြီးကိုတက်ရောက်ဆေးဝါးကုသမှုခံယူလာကြတဲ့ဒေသသီးသီးမှလူနာများရဲ့မိသားစုဝင်များကိုတွေ့ဆုံပြီးရင်းရင်းနှီးနှီးအားပေးစကားပြောကြားပါတယ်။ဒုတိယသမ္မတဟာအထူးစက်မှတ်ကုသဆောင်ခွဲစိတ်ကုသဆောင်၃ရှိအမျိုးသားလူနာဆောင်နဲ့အမျိုးသမီးလူနာဆောင်တို့မှာဆေးဝါးကုသမှုခံယူနေကြတဲ့ဝေဒနာရှင်ပြည်သူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားပါတယ်။အဲဒီနောက်ဒုတိယသမ္မတဟာနှလုံးရောဂါအထူးကုဌာနကိုရောက်ရှိပြီးနှလုံးသွေးကြောချက်ကုသမှုဌာနဓာတ်ရောင်ခြည်ကင်ဆာဌာနဓာတ်မှန်ဌာနနှလုံးအထူးစက်မှတ်ကုသဆောင်တို့အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပါတယ်။အဲဒီနောက်ဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်ဟာဆေးရုံကြီးအစည်းအဝေးခန်းမမှာဆေးရုံအုပ်ကြီးပါမောက္ခဌာနမှများအထူးကုဆရာဝန်ကြီးများဆရာဝန်ဆရာမများနဲ့ဝန်ထမ်းများကိုတွေ့ဆုံပါတယ်။ပထမဦးစွာဆေးရုံအုပ်ကြီးဒေါက်တာမောင်ဝင်းကမန္တလေးထွေထွေဆေးရုံကြီးရဲ့သမိုင်းအကျဉ်းနဲ့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြပါတယ်။အဲဒီနောက်ဒုတိယသမ္မတဒေါက်တာဆိုင်းမောင်ခန့်ကမိမိဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကရန်ကုန်မြို့ရှိဆေးရုံကြီးများနဲ့ဆေးတက္ကသိုလ်ရန်ကုန်ကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီးကျန်းမာရေးကဏ္ဍအဆင့်မြင့်တင်နိုင်မှုအတွက်တွေ့ဆုံဆွေးနွေးပြီးခဲ့ပါကြောင်းအခုမန္တလေးမြို့ကိုရောက်ရှိပြီးဆေးရုံကြီးများနဲ့ဆေးပညာသင်ကြားရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးနိုင်မှုအတွက်မိမိလာရောက်ခဲ့ခြင်းဖြစ်ပါကြောင်းတွေ့ရှိချက်များအရမန္တလေးမြို့ရှိဆေးရုံကြီးများရဲ့ဥပဒေရုပ်လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေဟာရန်ကုန်မြို့နဲ့နှိုင်းယှဉ်ရင်ပိုမိုကောင်းမွန်နေပါကြောင်းရန်ကုန်မြို့ဟာလူဦးရေ6သန်းခန့်ရှိပြီးဂရင်း900ဆန့်ဂရင်း300ဆန့်ဆေးရုံကြီးများစွာရှိပေမဲ့လည်းကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေကိုအပြည့်အဝဆောင်ရွက်နိုင်ရန်ခက်ခဲမှုများရှိနေပါကြောင်းမန္တလေးမြို့ဟာလူဦးရေ1.2 သန်းကျော်သာရှိပြီးကျန်းမာရေးဆောင်ရှားမှုလုပ်ငန်းတွေကိုတာလွန်ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းဖြစ်ပါကြောင်းဒါအပြင်အခုတည်ဆောက်နေတဲ့
10 တန်းအမြင့်ရှိဂရင်း1000ဆန့်မန္တလေးအထွေထွေရောဂါကုဆေးရုံသစ်ကြီးပြီးစီးပါကလည်းဒေသခံပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုပိုမိုထိရောက်စွာဆောင်ရွက်ပေးနိုင်မယ်လို့ယုံကြည်ပါကြောင်းလက်ရှိအခြေအနေမှာတိုးဆက်အဆောက်အအုံများတည်ဆောက်မယ်ဆိုပါကမြေနေရာရှားပါးနေပြီဖြစ်ရာရရှိတဲ့မြေနေရာတွေမှာရေရှည်ကိုမျှော်ကိုးပြီးအထက်မြင့်အဆောက်အအုံများဆောက်လုပ်နိုင်ရေးထည့်သွင်းစဉ်းစားရန်လိုအပ်ပါကြောင်းလွန်ခဲ့တဲ့2 နှစ်ခွဲကာလနှင့်နှိုင်းယှဉ်ကြည့်ပါကဆေးရုံကြီးများရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတိုးတက်လာတဲ့အတွက်ဂုဏ်ယူမိပါကြောင်းမိမိအခုလိုလာရောက်ခဲ့ရခြင်းရဲ့ရည်ရွယ်ချက်မှာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆေးရုံကြီးများရဲ့လိုအပ်ချက်တွေကိုသိရှိပြီးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါကြောင်းဆေးရုံကြီးများရဲ့လုပ်ငန်းသုံးပစ္စည်းများလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်မှုအတွက်ဘယ်လိုဆောင်ရွက်ပေးနိုင်မယ်ကိုလည်းဆွေးနွေးညှိနှိုင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါကြောင်းရောက်ရှိကြည့်ရှုစစ်ဆေးခဲ့တဲ့ဆေးရုံများရှိဆရာဝန်ဆရာမများဝန်ထမ်းများရဲ့အိမ်ယာလိုအပ်ချက်ကျွမ်းကျင်ဝန်ထမ်းများလုံလောက်မှုမရှိတာကိုတွေ့ရှိရပါကြောင်းဆေးရုံကိုတက်ရောက်ကုသတဲ့လူနာများပိုမိုများပြားလာတဲ့အကြောင်းရင်းမှာအခမဲ့ဆေးကုသပေးနိုင်မှုကုသမှုနည်းပညာများတိုးတက်ကောင်းမွန်လာလို့လူနာများအရင်အထက်ပိုမိုယုံကြည်အားကိုးလာတာကိုတွေ့ရှိရပါကြောင်းအခမဲ့ဆေးကုသမှုပေးခြင်းဟာလည်းနတ်လူသာရုခေါ်တဲ့လုပ်ငန်းပင်ဖြစ်ပေမဲ့လည်းရေရှည်မှာနေရာထိုင်ခင်းဒီထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းများကိုရှာဖွေဆောင်ရွက်ပေးစေလိုပါကြောင်းမိမိအခုရောက်ရှိစစ်ဆေးခဲ့မှုအရဆေးရုံကြီးများရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာအားရစရာကောင်းမွန်ပါကြောင်းရှေ့ဆက်ပြီးလည်းအခုထက်ပိုမိုကောင်းမွန်အောင်တာဝန်ရှိသူအစဉ်စဉ်ကဆောင်ရွက်ပေးကြစီလိုပါကြောင်းဖြင့်ပြောကြားပါတယ်။အိန္ဒဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန့်ဟာဆေးတက္ကသိုလ်မန္တလေးကိုရောက်ရှိကြရာဆေးတက္ကသိုလ်မန္တလေးပါမောက္ခချုပ်ဒေါက်တာတင်မောင်ဟန်နှင့်ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိဆေးတက္ကသိုလ်များမှပါမောက္ခချုပ်များဆေးတက္ကသိုလ်မန္တလေးမှပါမောက္ခဌာနမှူးများကကြိုဆိုကြပါသည်။အိန္ဒဒုတိယသမ္မတဟာဆေးတက္ကသိုလ်မန္တလေးအောင်ပင်လယ်ခန်းမမှာပါမောက္ခချုပ်များပါမောက္ခဌာနမှူးများကျောင်းသားကျောင်းသူများကိုတွေ့ဆုံပါတယ်။ပထမဦးစွာဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန့်ကိုဆေးတက္ကသိုလ်မန္တလေးပါမောက္ခချုပ်ဒေါက်တာတင်မောင်ဟန်ကဆေးတက္ကသိုလ်ရဲ့သမိုင်းကြောင်းဆေးတက္ကသိုလ်နဲ့ပတ်သက်တဲ့အချက်အလက်များကိုရှင်းလင်းတင်ပြပါတယ်။အိန္ဒဒုတိယသမ္မတကအမှာစကားပြောကြရမှာဆေးတက္ကသိုလ်မန္တလေးကိုတာဝန်နဲ့ရောက်ရှိခဲ့တာဟာအခုအကြိမ်ဟာဒုတိယအကြိမ်ဖြစ်ပါကြောင်းခေတ်ပြောင်းစနစ်ပြောင်းနဲ့အတူတိုးတက်ပြောင်းလဲလာတဲ့တက္ကသိုလ်ကျောင်းတော်အတွက်ဝမ်းသာဂုဏ်ယူပါကြောင်းဆေးတက္ကသိုလ်မန္တလေးကိုမိမိတို့ရောက်လာကြရခြင်းမှာပြုပြင်စရာရှိကပြုပြင်နိုင်အောင်ကျန်းမာရေးဆိုင်ရာအကြံဉာဏ်များလည်းရရှိအောင်တက္ကသိုလ်ရဲ့လိုအပ်ချက်ရှိရင်လည်းလုပ်ပေးနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်းဆေးတက္ကသိုလ်ဆိုတာကတော့နောင်တခေတ်နိုင်ငံရဲ့ကျန်းမာရေးကဏ္ဍကိုအစစအရာရာဦးဆောင်အုပ်ရဲ့ပြုကြတဲ့သူများကိုမွေးထုတ်ပေးတဲ့ပင်မဗဟိုဌာနကြီးဖြစ်ပါကြောင်းအခုပါမောက္ခချုပ်တင်ပြခဲ့တဲ့အတိုင်းဒီတက္ကသိုလ်ကနေအန်တာဂရက်ရောဒေါက်ထရိတ်အပါအဝင်ပညာရှင်များ3390ဦးမွေးထုတ်ပေးခဲ့တာကိုတွေ့ရတဲ့အတွက်အားရပါကြောင်းရန်ကုန်ဆေးတက္ကသိုလ်1နဲ့2ကိုရောက်တော့လေဒီလိုပဲအားပါတရထောင်တောင်းချီမွေးထုတ်နေပြီးဖြစ်တာတွေ့ရတဲ့အတွက်ပီတိဖြစ်မိပါကြောင်းရှေ့ဆက်ပြီးတော့မွေးထုတ်နိုင်ဖို့လိုမှဖြစ်ပါကြောင်းတခုသတိချက်စီလိုတာကအခုမွေးထုတ်လိုက်တဲ့ပညာရှင်တွေဟာနိုင်ငံတစ်ခုလုံးရဲ့လက်တွေ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အရေးသွေးရောအရေးအတွက်ပါကိုက်ညီတဲ့ပညာရှင်များဖြစ်အောင်မွေးထုတ်ကြဖို့ပဲဖြစ်ပါကြောင်းအခုနိုင်ငံရဲ့လက်တွေ့လိုအပ်ချက်နဲ့မကိုက်ညီသေးတာတွေ့ရပြီးကိုက်ညီအောင်ဘယ်လိုဆောင်ရွက်သင့်တာကိုအကြံဉာဏ်များပေးကြဖို့ဆွေးနွေးကြဖို့ဖြစ်ပါကြောင်းမြန်မာနိုင်ငံမှာလူဦးရေတန်း60ကျော်ရှိတဲ့အနက်လူဦးရေ80ရာခိုင်နှုန်းရှိကျေးလက်နေပြည်သူများဖြစ်ကြပြီးအဲ့ဒီကျေးလက်နေပြည်သူများကိုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပိုမိုတိုးမြင့်ဆောင်ရွက်ရန်လိုအပ်တာကိုတွေ့ရှိရကြောင်းကျေးလက်နေပြည်သူများရဲ့ကျန်းမာရေးဘဝပိုမိုမြင့်တင်နိုင်ဖို့လူထုကျန်းမာရေးလုပ်တာအရင်သားဖွားဆရာမသင်တန်းများကိုဖွင့်လှစ်ပြီးမွေးထုတ်ပေးကကျေးရွာတရွာကိုတဦးနှုန်းရှိဖို့လိုအပ်ပါကြောင်းဒါမှလည်းပြည်သူတို့ရဲ့ကျန်းမာရေးဘဝပိုမိုမြင့်တင်ကာကွယ်ဆောင်ရှောက်နိုင်မှာဖြစ်ကြောင်းပြောကြားပြီးတင်ပြချက်များကိုညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပြီးနောက်ပါမောက္ခချုပ်များပါမောက္ခဌာနမှူးများနဲ့ကျောင်းသားကျောင်းသူများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်။
အိမ်နောက်ဒုတိယသမ္မတဟာစီးတက္ကသိုလ်မန္တလေးရှိမှာပါမောက္ခချုပ်များပါမောက္ခဌာနမှူးများနဲ့အတူစုပေါင်းပြီးမှတ်တမ်းတင်တက်ပုံရိုက်ကြပါတယ်။ဆက်လက်ပြီးဒုတိယသမ္မတဟာစီးတက္ကသိုလ်မန္တလေးမှာဇီဝကစာသင်ဆောင် Active Youth Free Library စိမ်းလန်းဆိုပြည်ရေးဆောင်ရွက်ထားရှိမှုစာသင်ခန်းစာကြည့်တိုက်နဲ့သုတေသနဓာတ်ခွဲခန်းတို့ကိုလှည့်လည်ကြည့်ရှုကြပါတယ်။အိန္ဒိယတဆင့်ဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန်းဟာမြန်မာနိုင်ငံဆရာဝန်အသင်းမန္တလေးကိုရောက်ရှိရာအသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာသန်းဝင်းဒုတိယဥက္ကဋ္ဌဒေါက်တာအောင်ကြီးနဲ့တာဝန်ရှိသူများကကြိုဆိုကြပါတယ်။ပထမဦးစွာဒုတိယသမ္မတဟာမြန်မာနိုင်ငံဆရာဝန်အသင်းမန္တလေးအမှုဆောင်များနဲ့အသင်းဝင်များကိုရင်းရင်းနှီးနှီးနှုတ်ဆက်ကြပါတယ်။အိမ်နောက်ဒုတိယသမ္မတကိုအသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာသန်းဝင်းကအသင်းရဲ့သမိုင်းအကျဉ်းနဲ့အသင်းရဲ့ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပါတယ်။အိမ်နောက်ဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန်းဟာအမှာစကားပြောကြားရာမှာဒီကနေ့မန္တလေး MMA ကိုလာရောက်တာဟာမိတ်ဟောင်းစီဟောင်းမိတ်သစ်ဆွေသစ်တွေ့ရအောင်နဲ့ကူညီနိုင်တဲ့ကိစ္စများရှိရင်ကူညီဖို့အကြံဉာဏ်များယူစရာရှိရင်လည်းယူသွားဖို့လာတာဖြစ်ပါကြောင်း MMA ဆိုတာဟာကျန်းမာရေးလောကမှာနိုင်ငံတာဝန်ထမ်းဆောင်ပြီးသူထမ်းဆောင်ဆဲဖြစ်သူနဲ့အစိုးရဝန်ထမ်းမဟုတ်ဘဲပြင်ပမှကျန်းမာရေးဆောင်ရှောက်မှုပေးနေကြတဲ့သူများစုစည်းပါဝင်တဲ့အသင်းဖြစ်တာနဲ့အညီလူကြီးလူငယ်လူလက်ပေါင်းစုံပါဝင်တဲ့အသင်းဖြစ်ပါကြောင်းဒါကြောင့်လုပ်ဖော်ကိုင်ဖက်များဖြစ်ကြတဲ့ MMA ဖွဲ့ဝင်များကိုလာနှုတ်ဆက်အားပေးရင်းအကြံဉာဏ်များလည်းနားထောင်ယူဆောင်သွားဖို့ဖြစ်ပါကြောင်းပြည်သူလူထုတွေကိုပေးနေတဲ့ကျန်းမာရေးဆောင်ရှောက်မှုကိစ္စတွေပဲဖြစ်ပါကြောင်းကျန်းမာရေးဆောင်ရှောက်မှုတွေကိုအဆင့်မြင့်ရတဲ့သူနဲ့အဆင့်နှိမ့်နဲ့ရတဲ့သူနဲ့ကျန်းမာရေးဆောင်ရှောက်မှုအဆင့်တစ်ခါမှမရသူတွေအတွက်ဘယ်လိုလုပ်ပြီးမျှမျှတတပေးနိုင်မှာလဲဆိုတဲ့ပြဿနာရှိပါကြောင်းအခုဒီမှာရရှိနေကြတဲ့ MMA ပုဂ္ဂိုလ်များမှဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်နိုင်နေဆိုတာအကြံဉာဏ်များပေးစီလိုပါကြောင်းပြောကြားပါတယ်။အိမ်နောက်မြန်မာနိုင်ငံဆရာဝန်အသင်းမန္တလေးမှအသင်းဝင်ဆရာဝန်ကြီးများကကျန်းမာရေးအာမခံစနစ်ကျန်းမာရေးရန်ပုံငွေဖောင်ဒေးရှင်းထူထောင်ရေးလူဦးရေနဲ့ကျန်းမာရေးဝန်ထမ်းအင်အားအချိုးမျှတရေးနိုင်ငံတော်မှထောက်ပံ့တဲ့ဆေးဝါးများလူနာများမှန်ကန်စွာသုံးစွဲခွင့်ရရှိရေးကိစ္စများကိုအကြံပြုဆွေးနွေးတင်ပြကြပါတယ်။အကြံပြုဆွေးနွေးတင်ပြချက်များအပေါ်ဒုတိယသမ္မတကပြန်လည်ဆွေးနွေးပြီးလိုအပ်တာများကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ဗုဒ္ဓဒေသနာတော်မဟာသန္တရားသို့ရွတ်ဆိုပူဇော်ပွဲဖွင့်ပွဲကိုဒီကနေ့မနက်၈ နာရီကအနောက်တောင်တိုင်းစစ်ဌာနချုပ်သာသနာဝန်သားဓမ္မယုံမှာကျင်းပရာတိုင်မှုဗိုလ်ချုပ်လူ၏တပ်ရင်းတပ်ဖွဲ့မှုများနဲ့ပြိုင်ပွဲဝင်ဝေအသင်းများတက်ရောက်ကြပါတယ်။ပထမဦးဆောင်ဖွင့်ပွဲကိုနမောတတသုံးကျင်ရွတ်ဆိုဖွင့်လှစ်ပြီးအေယောင်တန်ခါနိုင်ကအဖွဲ့ဥက္ကဋ္ဌရွှေကျင်မောင်းထောင်ကျောင်းတိုက်ဗရဏနိုင်ကဆရာတော်ကံတော်ဝါစကပဏိတာဗဒ္ဒနာပညာအဓိကအရှင်သူမြတ်ထံမှငါးအားသီလခံယူဆောက်တည်ပြီးပေတရားတော်များနာယူကတိုင်းမှုနဲ့တာဝန်ရှိသူများကလူဝယ်ပစ္စည်းများဆက်ကပ်လူဒန်းကြပါတယ်။ဒီတိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ဥက္ကဋ္ဌသူဓမ္မမယန်းချိုကျောင်းတိုက်ဗရဏနိုင်ကဆရာတော်မဟာကံတော်ဝါစကဗဒ္ဒနာသောပိတအရှင်သူမြတ်ထံမှရည်စက်ချတရားနာယူခဲ့ပြီးဖွင့်ပွဲကိုဗုဒ္ဓသာသနာစီနယ်တက်တူသုံးကျင်ရွတ်ဆိုဆုတောင်းပြီးရုပ်သိမ်းလိုက်တယ်လို့သတင်းရရှိပါတယ်ရှင်။ကချင်ပြည်နယ်မဘိမ်းမြို့နယ်အတွင်းရှိတပ်မတော်စစ်ကြောင်းများဟာမတ်လ26ရက်ညနေ4 နာရီခွဲခန့်အချိန်ကမဘိမ်းမြို့နယ်တုံပေါ်ကျေးရွာအနီးတစ်ဝိုက်မှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်တရားမှုရင်ပရောက်တဲ့အမျိုးအစားစိုက်မျိုးစုံ228လုံးခံမှန်16တန်ခန့်နဲ့ထော်လာကြီး2စီးကို၎င်းမတ်လ26ရက်ညနေ9 နာရီအချိန်ခန့်မှာမန်စီမြို့နယ်အင်းကြီးကျေးရွာအနောက်ဘက်တစ်ဝိုက်မှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်လိုင်စင်မဲ့အပြာရောင်တုံဖုံ6ဘင်းရင်တစ်စီးချင်းစောတစ်ခုအရှိ6ပေခန့်ရှိတမလန်းစိုက်မျိုးစုံ663လုံးခံမှန်80.4နှစ်တန်အရှိ8ပေခန့်ရှိပဒေါက်109တုံးခံမှန်32.31တန်အရှိ9ပေခန့်လုံးဘက်4ပေခန့်ရှိတမလန်း146တုံးခံမှန်2.36တန်အရှိ10ပေခန့်လုံးဘက်5ပေခန့်ရှိပဒေါက်1အတုံး90ခံမှန်6.5တန်စ
စုစုပေါင်းတက်မလန်းတင်နဲ့ဗရောက်သေး121.29တန်တို့ကိုတစ်ဖက်နိုင်ငံမှာခိုးဝင်လာသူများဖြစ်တဲ့ရီချိန်အဖဦးရဲရှင်ပေါင်ထန်ဖိရှန်ကျေးရွာကျင့်ဖုံးမြို့နယ်ထန်လူခွန်အဖဦးရှန်ဖြင်းခါရှမ်းကျေးရွာရန်ကျင်းမြို့နေသူတို့နဲ့၎င်းမလ28ရက်မနက်2နာရီခန့်မှာမန်စီမြို့နယ်ပုံလောင်းကျေးရွာနီးတစ်ဝိုက်မှာတစ်တရင်များဖြစ်တဲ့တုံဖုံးမျိုးစားရင်နှစ်စီးရန်ဖောင်းမျိုးစားရင်တစ်စီးနဲ့တူဒီဇယ်2ပေပါနဲ့ဒီဇယ်ကားလည်း20တို့ကို၎င်းသိမ်းဆည်းရမိပါတယ်အလားတူမလ29ရက်မနေ့6နာရီခွဲအချိန်ခန့်မှာမဘိန်းမြို့နယ်တုံပေါ်ကျေးရွာနီးတစ်ဝိုက်မှာတက်မတော်စစ်ကြောင်းများကလုံခြုံရေးဆောင်ရွက်စဉ်တရားမဝင်နွားထီ9ကောင်နဲ့ဗတောက်တက်မလန်းတဲ့စိုက်မျိုးစုံ65လုံးခံမှန်း18တန်ခန့်ကို၎င်းမနက်9နာရီခွဲခန့်အချိန်မှာရွှေကူမြို့နယ်စီကော်ကျေးရွာနီးတစ်ဝိုက်မှာတရားမဝင်တက်မလန်းတဲ့စိုက်မျိုးစုံအချောင်း480ခံမှန်းတန်းချင်း30ခန့်ရန်ဖောင်းမျိုးစားမော်တော်ယာဉ်3စီးတုံဖုံးမျိုးစားမော်တော်ယာဉ်2စီး12ဘင်းကား2စီးစုစုပေါင်း9စီးနဲ့တစ်ဖက်နိုင်ငံမှာတရားမဝင်ခိုးဝင်လာသူဖြစ်တဲ့ဦးလဝမ်နောင်တောင်မြို့နေသူနဲ့ဦးဘော်ရင်ရှမ်းပြည်နယ်ကုတ်ခိုင်းမြို့နေသူတို့ကိုမြန်မာကျပ်ငွေ9000နဲ့ရွက်200စုစုပေါင်းငွေ10သိန်းနဲ့၎င်းနေ့လယ်တနာရီခွဲအချိန်ခန့်မှာမန်စီမြို့နယ်တွင်တရားမဝင်တက်မလန်ဗရောက်နယ်ကျွန်းဆိုင်မျိုးစုံ1094လုံးစုစုပေါင်းတန်ချိန်121.6တန်နဲ့အပြာရောင်တုံဖုံးမျိုးစားမော်တော်ယာဉ်တစ်စီးတို့ကို၎င်းမလ30ရက်မနက်9နာရီချိန်ခန့်မှာမန်စီမြို့နယ်တုံပေါ်ကျေးရွာနီးတစ်ဝိုက်မှာတရားမဝင်ဆိုင်မျိုးစုံ25လုံးခံမှန်း12တန်ခန့်ကို၎င်းနေ့လယ်12နာရီချိန်ခန့်မှာရွှေကူမြို့နယ်ဗိတ်စင်းကျေးရွာနီးမှာတရားမဝင်စုပုံထားတဲ့တက်မလန်းတဲ့စိုက်မျိုးစုံ983လုံးခံမှန်း55တန်ခန့်ကို၎င်းမလ31ရက်မနက်6နာရီခွဲမှာအဲ့ဒီလိတ်စင်းကျေးရွာအနီးမှာပင်တက်မလန်းတဲ့အရွယ်ဆုံး15360တုံးကျွန်းတဲ့အရွယ်ဆုံး8588တုံးစုစုပေါင်းတက်မလန်းတဲ့164.45တန်နဲ့ကျွန်းတဲ့239.31တန်တို့ကိုသိမ်းဆည်းရမိပါတယ်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ညောင်မောင်းကြီးရွာအရှိတောင်ဘက်အနီးတစ်ဝိုက်တက်မတော်စစ်ကြောင်းများကမလ26ရက်နေ့လယ်2နာရီမှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်တက်မလန်းတဲ့ဆိုင်မျိုးစုံ24လုံး4.5တန်ခန့်တင်ဆောင်ထားတဲ့နှစ်ဆန်းကွန်တာမျိုးစား6ဘင်းရင်တစ်စီးခုံလဲစုပုံထားတဲ့တက်မလန်းတစ်လုံးဆိုင်မျိုးစုံ321လုံးစုစုပေါင်း69.5တန်ခန့်တို့ကိုပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပါတယ်ကချင်ပြည်နယ်မဘိန်းမြို့နယ်မန်စီမြို့နယ်ရွှေကူမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်အတွင်းမလ26ရက်မှ30ရက်အထိစုစုပေါင်းတစ်မျိုးစုံ843.65တန်ခန့်ထော်လာကြီး2စီးတစ်တင်ရင်73စီးနွား9ကောင်ချင်းစောတစ်ခုဒီဇယ်2ပေပါနဲ့ဂါလန်20မြန်မာကျပ်ငွေ10သိန်းတစ်ဖက်နိုင်ငံမှာတရားမဝင်ခိုးဝင်လာသူ3ဦးနဲ့ရှမ်းပြည်နယ်ကုတ်ခိုင်မြို့နေသူ2ဦးတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်အဲ့ဒီသိမ်းဆည်းရမိခဲ့တဲ့တရားမဝင်ရှင်များနဲ့အသင်းများကိုသက်ဆိုင်ရာမြို့နယ်တစ်တောဦးစီးဌာနများကိုစနစ်တကျအနံကားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ရှင်။
ပွဲရေးတိုင်းရင်းသားပြည်လုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးမင်္ဂလာပါရှင်ခုချိန်ကစပြီးမြောက်ရုံမြင့်တန်ကြားသတင်းများကိုစတင်ဆင်ခံပါမယ်ရှင်တမတော်ရေကတိဆောက်ပြီးစီးခဲ့တဲ့108မီတာ free gate စစ်ရေရင်ရေချပွဲခန်းနာကိုမန်လ30မိနစ်9နာရီခွဲကတန်လင်းတက်နေရှိအမှတ်လေးရေတက်စိတ်ခံတရားမှာကျင်းပပြုလုပ်ပါတယ်အဲ့ဒီခန်းနာကိုတမတော်ကာကွယ်ရေးဦးစီးချုပ်ကိုစားဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးတော်တန်တန်းတွေကာကွယ်ရေးဦးစီးချုပ်ရေဗိုလ်ချုပ်ကြီးသူရသက်ဆွေနဲ့ဇနီးတော်ဝေမမာထွန်းကာကွယ်ရေးဦးစီးချုပ်ရုံးမှတမတော်ရာရှိကြီးများရှမ်းတိုင်းစစ်ဌာနချုပ်တိုင်းမူတမတော်ရေမှအရာရှိကြီးများနဲ့အရာရှိစစ်သည်မိသားစုများတက်ရောက်ကြပါတယ်ပထမဦးစွာ108မီတာ free gate စစ်ရေရင်ရေချပွဲခန်းနာကိုကျင်းပပြုလုပ်ရာမင်္ဂလာအချိန်ကြာရောက်ချိန်မှာဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ကာကွယ်ရေးဦးစီးချုပ်ရေးဗိုလ်ချုပ်ကြီးသူရသက်ဆွေတို့ဟာ108မီတာ free gate စစ်ရေရင်ကိုရေချပွဲထုံးနှင်းစင်လာအတိုင်းဆောင်ရွက်ပေးကြပါတယ်ဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဖွဲ့ဝင်များဟာ108မီတာ free gate စစ်ရေရင်ကိုလှည့်လည်ကြည့်ရှုလေ့လာကြပြီးအခမ်းအနားကိုတက်ရောက်လာတဲ့အရာရှိစစ်သည်မိသားစုများကိုရင်းနှီးလက်လံနှုတ်ဆက်ကြပါတယ်မှာတော့ဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဖွဲ့ဝင်များဟာ free gate စစ်သင်္ဘောကို shiplet platform မှရေချခြင်းကိုကြည့်ရှုအားပေးကြပါတယ်ရေတဲ့သင်္ဘောချင်းဌာနချုပ် General Building ရှိဌာနချုပ်ပြကန်းတွေလှည့်လည်ကြည့်ရှုလေ့လာကြရာတာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြပါတယ်။အင်းဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဖွဲ့ဝင်များကို General Building ရှိအစည်းအဝေးခန်းမမှာတာဝန်ရှိသူများကရေတဲ့သင်္ဘောချင်းဌာနချုပ်ရဲ့လုပ်ငန်းဆိုင်ရာကိစ္စများကိုရှင်းလင်းတင်ပြရာဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကလိုအပ်တာများကိုအသေးစိတ်ရှင်းလင်းမှာကြပါတယ်။ဆက်လက်ပြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့အဖွဲ့ဝင်များဟာတန်လင်းတက်နယ်ရှိရေတပ်လေ့ကျင့်ရေးကျောင်းကိုတွားရောက်စစ်ဆေးရာ Department of Maritime Operations စီးပွားရေးခန်းမမှာတာဝန်ရှိသူတို့ကလေ့ကျင့်သင်ကြားရေးဆိုင်ရာများကိုရှင်းလင်းတင်ပြကြပြီးနောက် Maritime War Game Center နဲ့ Simulator Training Center အတွင်းလေ့ကျင့်သင်ကြားနေမှုတွေကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပါတယ်။
အိမ်နာမှာတော့ရေတဲ့လေးချင်းကြောင်းတွင်ရှိတက်မတော်ရေဗဟုစာကြည့်တိုင်းနဲ့စာသင်ဆောင်တို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးလွဲတာများကိုပေါင်းဆက်ဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ဒီကနေ့မနက်9:00 နာရီခွဲအချိန်ကနေပြည်တော်ဟိုတယ်ဆောင်ရှိတင်ကားဟိုတယ်ဖန်ရှင်ဟောမှာပြည်အောင်စုရှိနေချုပ်ရုံးနဲ့ L&O Limited တို့ပူးပေါင်းကျင်းပပြုလုပ်တဲ့ကုတန်ရောင်းဝယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဘာသာရဲ့ပို့ချမှုတတိယပိုင်းစီစဉ်ဖွင့်ပွဲခမ်းနားကိုကျင်းပပြုလုပ်ရာပြည်အောင်စုရှိနေချုပ်ဒေါက်တာထွန်းရှင်ကတက်ရောက်ဖွင့်မှာစကားပြောကြားပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာဗြိတိရှတန်ယုံမှဒုတိယအတွင်းဝင်မစ္စတာမက်သလူးဟက်ချန်နဲ့ L&O Limited မှမစ္စတာစတီဗင်ချက်စ်တို့ကတင်နန်းဖွင့်လှစ်တင်ကြားရခြင်းကိုရှင်းလင်းပြောကြားပြီးဖွင့်ပွဲခမ်းနားအားရနာပြီးစုပေါင်းမှတ်တရဓာတ်ပုံများရိုက်ကူးကြပါတယ်။ဖွင့်ပွဲခမ်းနားကိုပြည်အောင်စုရှိနေချုပ်နဲ့အတူဒုတိယရှိနေချုပ်ဦးထွန်းထွန်းဦးပြည်အောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့ပြည်အောင်စုရှိနေချုပ်ရုံးတို့မှညွှန်ကြားမှုချုပ်များရုံးဖွဲ့မှုဒုတိယညွှန်ကြားမှုချုပ်များဖိတ်ကြားထားတဲ့ဥပဒေပညာရှင်များပြည်ပဆိုင်ရာဥပဒေပညာရှင်များနဲ့သက်ဆိုင်ရာပြည်အောင်စုဝန်ကြီးဌာနများမှတင်နန်းသားတင်နန်းသူများစုံညီစွာတက်ရောက်ကြပါတယ်။အစီအစဉ်များအတိုင်းဘာသာရေးဆိုင်ရာတင်နန်းကိုကျင်းပပြုလုပ်ခဲ့ပြီးအဲ့ဒီတင်နန်းကိုဧပြီလ 1 ရက်နေ့ထိဆက်လက်တင်နန်းပို့ချမှုများပြုလုပ်သွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ရှင်။2014ခုနှစ်ပြည်ဦးရေးနဲ့အိမ်ကျောင်းရတကောင်စင်းကောက်ယူမှုလုပ်ငန်းကိုရှမ်းပြည်နယ်တောင်ကြီးမြို့မှာအခုလ30မိနစ်ပိုင်းကစတင်ပြီးစင်းကောက်ဆရာမများကတအိမ်တက်ကောက်ယူလျက်ရှိရာတစ်တော်ရက်ကွက်ကောက်ကွက်အမှတ်6အတွင်းရှိပြည်내ဝင်ကြီးချုပ်ဦးဆန်းအောင်မြတ်နေထိုင်ရာအိမ်တော်လန်းကိုရောက်ရှိကောက်ယူရာပြည်내လူဝင်မှုကြီးရဲ့ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်။ Expert Human Resource ကျောင်းရတကောင်စင်းကိုမတ်လ30ရက်နေ့ကနေစတင်ပြီးဧပြီလ10ရက်နေ့အထိကောက်ယူသွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။စီးပွားရေးနှင့်ကုသရေးဝန်ကြီးဌာနနဲ့ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒဝဲခရိုင်တို့ပူးပေါင်းဖွင့်လှစ်တဲ့ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းအခြေခံတင်ပြဆောင်2014တင်နန်းဖွင့်ပွဲခမ်းနားကိုဒီကနေ့မနက်ပိုင်းကတနင်္လာရီတိုင်းဒေသကြီးဒဝဲမြို့ Expert Human Resource Development Center မှာကျင်းပရာတိုင်းဒေသကြီးministerဦးမြတ်ကိုကအဖွင့်အမှာစကားပြောကြားပါတယ်။အိမ်နောက်ကုတန်းရောင်းဝယ်ရေးနဲ့စားသုံးရာဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်ဦးစိုးဝင်းနဲ့ကုန်သွယ်မှုမြင့်တင်ဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်ဦးမြင့်စိုးတို့ကပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားကကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒဝဲခရိုင်ဥက္ကဋ္ဌကအမှာစကားပြောကြားပါတယ်။အဲ့ဒီတင်နန်းကိုတင်နန်းသားတင်နန်းသူ55ဦးတက်ရောက်ပြီးမတ်လ31ရက်နေ့မှာဧပြီလ4ရက်နေ့ထိ9ရက်ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်။အဲ့ဒီတင်နန်းဖွင့်ပွဲခမ်းနားကိုတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုတိုင်းဒေသကြီးဝန်ကြီးများကုန်သွယ်မှုမြင့်တင်ဦးစီးဌာနမှဒုတိယညွှန်ကြားမှုချုပ်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများတင်နန်းသားတင်နန်းသူ55ဦးတက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။ပြည်ထောင်စုသမ္မတမြန်မာပါမောက္ခဌာနအမှာစကားပြောကြားရမှာစေတက္ကသိုလ်မန္တလေးကိုခုပါမောက္ခချုပ်ချမှုလုပ်ငန်းပုံမှုတို့စိန်လန်းဆိုပြည်ရေးဆောင်ရွက်ထားရှိမှုဒုတိယဥက္ကဋ္ဌဒေါက်တာအောင်ကြီးနဲ့နိုင်ငံရေးလောကမှာဆောင်သွားဖို့ MMA ပုဂ္ဂိုလ်များမှဓမ္မဥဆောင်ဖွင့်ပွဲကိုနမောတတ3ကျင်းရဲ့ဆိုဖွင့်နေပြီး AR တိုင်းရှိသူများကလူဝဲပစ္စည်းများဆက်ကလူလန်းကြပါတယ်။အင်းနောက် AR တိုင်းဒေသကြီးတန်ခါနိုင်ကဖွဲ့ဥက္ကဋ္ဌသူဓမ္မမယန်းချိုကျောင်းတိုက်ဗလနာနိုင်ကဆရာတော်မဟာကဏ္ဍဝါဆက်ကဗဒ္ဒနာသောပိတအရှင်သူမြတ်ထံမှရေစက်ချတရားနာယူခဲ့ပြီးဖွင့်ပွဲကိုဗုဒ္ဓသာသနာစီနယ်တတူ3ကျင်းရဲ့ဆုတောင်းပြီးရုပ်သိမ်းလိုက်တယ်လို့သတင်းရရှိပါတယ်ရှင်။
ကချင်ပြည်နယ်မဘိမ်းမြို့နယ်တွင်ရှိတက်မတော်စစ်ကြောင်းများဟာမလ26ရက်ညနေ4နာရီခွဲခန့်အချိန်ကမဘိမ်းမြို့နယ်တုံပေါ်ကျေးရွာအနီးတစ်ဝိုက်မှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်တရားမဝင်ပရောက်တဲ့အမျိုးအစားစိုက်မျိုးစုံ228လုံးခံမှန်16တန်ခန့်နဲ့ထော်လာကြီး2စီးကို၎င်းမလ26ရက်ညနေ9နာရီချိန်ခန့်မှာမန်စီမြို့နယ်အင်းကြီးကျေးရွာအနောက်ဘက်တစ်ဝိုက်မှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်လိုင်စင်မဲ့အပြာရောင်တုံဖုံ6ဘင်းရင်တစ်စီးချင်းစောတစ်ခုအရှိ6ပေခန့်ရှိတမလန်စိုက်မျိုးစုံ663လုံးခံမှန်80.4နှစ်တန်အရှိ8ပေခန့်ရှိဗဒေါက်109တုံးခံမှန်32.31တန်အရှိ6ပေခန့်လုံးဘက်4ပေခန့်ရှိတမလန်တဲ့46တုံးခံမှန်2.36တန်အရှိ10ပေခန့်လုံးဘက်5ပေခန့်ရှိဗဒေါက်တစ်အတုံး90ခံမှန်6.5တန်စုစုပေါင်းတမလန်တစ်နဲ့ဗဒေါက်တစ်121.29တန်တို့ကိုတစ်ဖက်နိုင်ငံမှာခိုးဝင်လာသူများဖြစ်တဲ့ရွီချိန်အဖဦးရဲရှင်ပေါင်ထန်ဖိရှန်ကျေးရွာကျင်ဖုံးမြို့နယ်ထန်လူခွန်အဖဦးရှန်ဖြင်းခါရှမ်းကျေးရွာရန်ကျင်းမြို့နေသူတို့နဲ့၎င်းမလ28ရက်မနက်2နာရီခန့်မှာမန်စီမြို့နယ်ပုံလောင်းကြီးရွာအနီးတစ်ဝိုက်မှာတစ်တရင်များဖြစ်တဲ့တုံဖုံမျိုးစားရင်2စီးရန်ဖောင်မျိုးစားရင်တစ်စီးနဲ့တူဒီဇယ်2ပေပါနဲ့ဒီဇယ်ကားလည်း20တို့ကို၎င်းသိမ်းဆည်းရမိပါတယ်အလားတူမလ29ရက်မနက်6နာရီခွဲအချိန်ခန့်မှာမဘိမ်းမြို့နယ်တုံပေါ်ကျေးရွာအနီးတစ်ဝိုက်မှာတက်မတော်စစ်ကြောင်းများကလုံခြုံရေးဆောင်ရွက်စဉ်တရားမဝင်နွားထီး9ကောင်နဲ့ဗဒေါက်တက်မလန်းတဲ့စိုက်မျိုးစုံ65လုံးခံမှန်18တန်ခန့်ကို၎င်းမနက်9နာရီခွဲခန့်အချိန်မှာရွှေကူမြို့နယ်စီကော်ကျေးရွာနီးတစ်ဝိုက်မှာတရားမဝင်တက်မလန်းတဲ့စိုက်မျိုးစုံအချောင်း480ခံမှန်တန်ချိန်30ခန့်ရန်ဖောင်မျိုးစားမော်တော်ယာဉ်3စီးတုံဖုံးမျိုးစားမော်တော်ယာဉ်2စီး12ဘင်းကား2စီးစုစုပေါင်း9စီးနဲ့တစ်ဖက်နိုင်ငံမှာတရားမဝင်ခိုးဝင်လာသူဖြစ်တဲ့ဦးလဝမ်နောင်တောင်မြို့နေသူနဲ့ဦးဘော်ရင်ရှမ်းပြည်နယ်ကုတ်ခိုင်မြို့နေသူတို့ကိုမြန်မာကျပ်ငွေ9000ကျပ်အရွက်200စုစုပေါင်းငွေကျပ်10သိန်းနဲ့၎င်းနေ့လယ်တနာရီခွဲအချိန်ခန့်မှာမန်စီမြို့နယ်အတွင်းတရားမဝင်တက်မလန်ဗရောင်းနဲ့ကျွန်းဆိုင်မျိုးစုံ1094လုံးစုစုပေါင်းတန်ချိန်121.6တန်နဲ့အပြာရောင်တုံဖုံမျိုးစားမော်တော်ယာဉ်တစ်စီးတို့ကို၎င်းမလ30ရက်မနက်9နာရီချိန်ခန့်မှာမန်စီမြို့နယ်တုံပေါ်ကျေးရွာနီးတစ်ဝိုက်မှာတရားမဝင်ဗရောက်ဆိုင်မျိုးစုံ25လုံးခံမှန်12တန်ခန့်ကို၎င်းနေ့လယ်12နာရီချိန်ခန့်မှာရွှေကူမြို့နယ်လိတ်စင်းကျေးရွာနီးမှာတရားမဝင်စုပုံထားတဲ့တက်မလန်းတဲ့ဆိုင်မျိုးစုံ983လုံးခံမှန်55တန်ခန့်ကို၎င်းမလ31ရက်မနက်6နာရီခွဲမှာအဲဒီလိတ်စင်းကျေးရွာအနီးမှာပင်တက်မလန်းတဲ့အရွယ်ဆုံး15360တုံးကျွန်းတဲ့အရွယ်ဆုံး8588တုံးစုစုပေါင်းတက်မလန်းတဲ့164.45တန်နဲ့ကျွန်းတဲ့239.31တန်တို့ကိုသိမ်းဆည်းရမိပါတယ်အလားတူရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ညောင်မောင်းကျေးရွာအရှိတောင်ဘက်အနီးတစ်ဝိုက်တက်မတော်စစ်ကြောင်းများကမလ26ရက်နေ့လယ်2နာရီမှာနယ်မြေလုံခြုံရေးဆောင်ရွက်စဉ်တက်မလန်းတဲ့စိုက်မျိုးစုံ24လုံး4.5တန်ခန့်တင်ဆောင်ထားတဲ့နှစ်ဆန်းကွန်တာမျိုးစား6ဘင်းရင်တစ်စီးခုံလဲစုပုံထားတဲ့တက်မလန်းတစ်လုံးစိုက်မျိုးစုံ321လုံးစုစုပေါင်း69.5တန်ခန့်တို့ကိုပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပါတယ်ကချင်ပြည်နယ်မဘိမ်းမြို့နယ်မန်စီမြို့နယ်ရွှေကူမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တွင်မလ26ရက်မှ30ရက်ထိစုစုပေါင်းတစ်မျိုးစုံ843.65တန်ခန့်ထော်လာကြီး2စီးတစ်တင်ရင်73စီးနွား9ကောင်ချင်းစောတစ်ခုဒီဇယ်2ပေပါနဲ့ဂါလန်20မြန်မာကျပ်ငွေ10သိန်းတစ်ဖက်နိုင်ငံမှာတရားမဝင်ခိုးဝင်လာသူ3ဦးနဲ့ရှမ်းပြည်နယ်ကုတ်ခိုင်မြို့နေသူ2ဦးတို့ကိုဖမ်းဆီးရမိခဲ့ပါတယ်အဲ့သိမ်းဆည်းရမိခဲ့တဲ့တရားမှုရင်ရှင်များနဲ့တင်များကိုသက်ဆိုင်ရာမြို့နယ်တစ်တော်ဦးစီးဌာနများကိုစနစ်တကျအနံ့သွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။